အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အချိန်2နာရီကြာရိုက်ထားတဲ့ IZO ရဲ့ညနေနဲ့ညပိုင်းအချိန်လေးကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြပါဦး